A Channel Remix.ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ကိုကျော်မင်းနဲ့မမြထွေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီတွေ့နေရတဲ့မဲ့ကိုကျော်မင်းလို့အိတ်တရင်ရှိတဲ့နွဲ့နွဲ့နောင်နောင်ယောက်ျားကောင်းလေးကိုမမြထွေးနေနဲ့အပိုင်သိမ်းနေတာပဲဖြစ်ပါတယ်မမြထွေးကိုကျော်မင်းမမြထွေးကိုကျော်မင်းကိုကျော်မမြထွေးကိုကျော်မင်းနဲ့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 မမြထွေး